ဘောလုံးလောကမှာဘသူကအကောင်းဆုံး GOAT အစ်စ်လဲလို့မေးလိုက်အဖြေကတကယ်ပဲရှင်းနေတာလားကွင်းထဲမှာအားကုန်ပြေးနေတဲ့ Ronaldo နဲ့လမ်းလျှောက်နေတဲ့ Messi သူတို့နှစ်ယောက်ရဲ့ကွာခြားချက်တာဘာလဲအသက်40နားနီးနေပြီဖြစ်ပေမဲ့ကွင်းထဲမှာလူငယ်တွေထက်ပိုပြေးနိုင်ပိုကိုးသွင်းနိုင်ပြီးစံချိန်တွေကိုတစ်ခုပြီးတစ်ခုချိုးဖျက်နေတာကတော့ Ronaldo ပါပဲသူကတော့အသက်အရွယ်ဆိုတာကိန်းကနန်းတစ်ခုပဲလို့သက်တည်ပြနေတယ်တကယ့်ကိုထူးခြားတဲ့ကောက်ကြီးပါဗျာRonaldo ရဲ့ထူးခြားချက်ကဘာလဲဆိုတော့ဘလောက်ပဲအောင်မြင်မှုတွေစူဖလားတွေရထားပါစေဒီနေ့ထိအရှုံးမပြီးပဲအကောင်းဆုံးပုံစံကိုထိန်းထားနိုင်တာပါလီချင်ရင်ကိုပထမဆုံးရောက်ပြီးနောက်ဆုံးမှပြန်တဲ့သူ့ရဲ့စိတ်တက်ကတကယ့်ကိုလီးစားစရာပါပဲဒါပေမဲ့တစ်ဖက်ကမက်ဆီကိုပြန်ကြည့်လိုက်ရင်တော့အမေရိကန်လီ MLS လို့ပေါ့ပါပါလီမှာအပြန်းဖြေနေတယ်လို့ပါပဲကွင်းထဲမှာလမ်းလျှောက်နေတာကများနေပြီး Ronaldo လိုမျိုးခွန်အားအပြည့်နဲ့တိုက်ပွဲဝင်တာမျိုးကိုမတွေ့ရတော့တာကြာပါပြီRonaldo ကတော့အာရပ်ပြည်မှာတော့သူ့ရဲ့မန်ကိုမလျှော့ပဲကမ္ဘာကူးသွင်းအများဆုံးစံကြီးအတွက်အားကုန်ထုတ်နေတာပါဒါကြောင့်လည်းပရိသတ်တွေက Ronaldo ကတော့စူးစမ်းမှုကြောင့်ဖြစ်လာတဲ့ဘရင်မက်ဆီကတော့ပါရမီကိုထိုင်စားနေတဲ့သူလို့ပြောကြတာမမှားပါဘူးဗျစူးစမ်းမှုရဲ့ရလဒ်ကိုမြင်ချင်ရင်တော့ Ronaldo ကိုပဲကြည့်လိုက်ညီကိုတို့ကဘယ်လိုမြင်လဲတိုက်ပွဲဝင်နေတဲ့ Ronaldo နဲ့အနားယူဖို့ပြင်နေတဲ့ Messi ဘယ်သူကပိုပြီးစိတ်သက်ခိုင်မာတယ်လဲဆိုတာကိုကိုမမအားရပါရပြောသွားကြပါအောင်ဗျ